မင်္ဂလာပါခင်ဗျာဒချင်းထမကျူဆိုနှုတ်ခွန်းဆက်တာပါတယ်ယနေ့2026ခုနှစ်အောက်တိုဘာ9ရက်တနင်္ဂနွေနေ့ညတည်င်းစီစဉ်တင်ဆက်ပြီးမိတည်င်းများမှာအမေရိကန်မှာမြန်မာနိုင်ငံသား4,000နီးပါးအတွက် TPS အကာအကွယ်ရုပ်သိမ်းခံရနိုင်ဒေါ်ဆန်းစုကြည်ပြန်ဝတ်ပြီးအာဆီယံဥက္ကဋ္ဌတောင်းဆိုချက်ကိုစစ်ကောင်စီပယ်ချမော်လမြိုင်ဒီစစ်ကိုမို့တုံတို့ပြောင်းရွှေ့မိဟုဆိုပြီးမီအေက3,200နဲ့85ကျော်တင်းယူရန်စစ်ကောင်စီကြီးညာတည်င်းအစီအစဉ်ပေးဆုံးတဲ့အထိဆက်လက်နားဆင်ပေးကြပါရလေးစားစွာဖိတ်ခေါ်အပ်ပါတယ်အမေရိကန်မှာမြန်မာနိုင်ငံသား4,000နီးပါးအတွက် TPS အကာအကွယ်ရုပ်သိမ်းခံရနိုင်အမေရိကန်မှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်အရေးကြီးတဲ့တည်င်းတပုတ်ထွက်ပေါ်လာပါတယ်မြန်မာနိုင်ငံသား4,000နီးပါးနဲ့တောင်ဆူဒန်နိုင်ငံသား232ဦးခန့်ရရှိထားတဲ့ယာယီအကာအကွယ် TPS ကိုရုပ်သိမ်းဖို့အမေရိကန်အစိုးရရဲ့ကြိုးပမ်းမှုကိုတရားရုံးတွေကဆက်လက်တားဆီးမထားတော့ဘဲလမ်းဖွင့်ပေးလိုက်ပြီးဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ဟာအမေရိကန်မှာ TPS နဲ့နေထိုင်ပြီးလုပ်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်အရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။အမေရိကန်ဖက်ဒရယ်တရားရုံးနှစ်ခုဟာပြီးခဲ့တဲ့ဩဂုတ်လ9ရက်နေ့မှာတောင်ဆူဒန်နဲ့မြန်မာနိုင်ငံသားတွေအတွက် TPS ကိုဆက်လက်ထားရှိပြီးဖို့လူအခွင့်အရေးနဲ့ရွှေ့ပြောင်းနေထိုင်သူအရေးလှုပ်ရှားသူတွေကတင်သွင်းထားတဲ့တရားရေးစင်ခေါ်မှုတွေကိုပယ်ချခဲ့တာဖြစ်ပါတယ်။ဘော့စတွန်မြို့မှာအမေရိကန်ခရိုင်တရားသူကြီးပက်တီဆာရစ်ကတောင်ဆူဒန်နိုင်ငံသားတွေနဲ့ပတ်သက်တဲ့အမှုကိုပယ်ချခဲ့ပါတယ်။အဲဒီနောက်နာရီပိုင်းအကြာမှာချီကာဂိုမြို့ကတရားသူကြီးမက်သျူးကင်နယ်ရီကလည်းမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တဲ့အမှုဟာအလားတူဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ဒါဆိုရင် TPS ဆိုတာပါလေ။ TPS ဆိုတာ Temporary Protected Status ရဲ့အတူကောက်ဖြစ်ပြီးမိခင်နိုင်ငံမှာစစ်ပွဲလက်နက်ကိုင်ပဋိပက္ခတဘာဝဘီအန်ရယ်ဒါမှမဟုတ်ပြင်းထန်တဲ့အရေးပေါ်အခြေအနေတွေဖြစ်ပေါ်နေတဲ့အချိန်မှာအမေရိကန်ရောက်နေသူတွေကိုယာယီအကာအကွယ်ပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ TPS ရရှိထားသူတွေဟာသတ်မှတ်ထားတဲ့ကာလအတွင်းပြည်နှင်ဒဏ်ပေးခံရခြင်းကနေကာကွယ်မှုရရှိတယ်လို့အမေရိကန်မှာတရားဝင်အလုပ်လုပ်ကိုင်ခွင့်လည်းရရှိနိုင်ပါတယ်။အခုတော့အဲဒီအကာအကွယ်တွေကိုရုပ်သိမ်းမဲ့အမေရိကန်အစိုးရရဲ့ကြိုးပမ်းမှုကိုတရားရုံးတွေကဆက်လက်ပစ်ပင်မထားတော့တဲ့အတွက် TPS ရရှိထားသူတွေအနေနဲ့အနာဂတ်မှာအမေရိကမှာဆက်လက်နေထိုင်ခွင့်နဲ့အလုပ်လုပ်ခွင့်အပေါ်မတိကျမှုတွေရှိလာနိုင်ပါတယ်။တရင်တွေအရအကာအကွယ်ရုပ်သိမ်းခံရနိုင်သူအရေအတွက်ကမြန်မာနိုင်ငံသား4,000နီးပါးနဲ့တောင်ဆူဒန်နိုင်ငံသား232ဦးခန့်ရှိပါတယ်။ဒီကိစ္စဟာပြီးခဲ့တဲ့ဇွန်လမှာအမေရိကန်တရားစွတ်တော်ချုပ်ကချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်နဲ့လည်းဆက်ဆက်နေပါတယ်။တရားစွတ်တော်ချုပ်ကဟေတီနဲ့ဆာရီယာနိုင်ငံထောင်ပေါင်းများစွာအတွက် TPS အကာအကွယ်တွေကိုအစိုးရကရုပ်သိမ်းနိုင်ဖို့လမ်းဖွင့်ပေးခဲ့ပါတယ်။အဲဒီနောက်အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS ကနိုင်ငံပေါင်း12နိုင်ငံခန့်အတွက် TPS ရုပ်သိမ်းရေးကိုဆက်လက်လုပ်ဆောင်လာတာဖြစ်ပါတယ်။ DHS ဟာ2025ခုနှစ်နိုဝင်ဘာလမှာတောင်ဆူဒန်နဲ့မြန်မာနိုင်ငံတို့အတွက် TPS ကိုရုပ်သိမ်းဖို့စတင်ဆောင်ရွက်ခဲ့ပါတယ်။တောင်ဆူဒန်နိုင်ငံကတော့2021ခုနှစ်ကတည်းကပဋိပက္ခတွေနဲ့မတည်ငြိမ်မှုတွေကြောင့် TPS ရရှိထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံကတော့2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်း
ဖြစ်ပေါ်နေတဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့ပရိပက္ခတွေကြောင့် TPS အကာအကွယ်ရရှိထားတာဖြစ်ပါတယ်။ဒါပေမဲ့လူအခွင့်အရေးနဲ့ရွှေ့ပြောင်းနေထိုင်သူအရေးကိုငေပြီးနေတဲ့ရှိနေတွေကတော့တရားရုံးရဲ့အခုဆုံးဖြတ်ချက်ဟာ TPS တက်တန်းတိုးဖို့ရှောက်ထားသူတွေအတွက်စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့တတိပေးထားပါတယ်။အထူးသဖြင့်အမေရိကန်မှာဆက်လက်နေထိုင်ပြီးအလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ TPS အကာအကွယ်ဆုံးရှုံးသွားခဲ့ရင်စစ်ပွဲနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေဆက်လက်ရှိနေတဲ့မိခင်နိုင်ငံတွေကိုပြန်လည်ပြည်နှင်ဒဏ်ပေးခံရနိုင်တဲ့အန္တရာယ်ရှိလာနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ DHS ရဲ့ဥပဒေအကြံပေးအရာရှိချုပ် James Percival ကအခုတရားရုံးဆုံးဖြတ်ချက်တွေအရအက်သီယိုးပီးယားနဲ့ဆိုမာလီယာနိုင်ငံသားတွေအတွက် TPS ရုပ်သိမ်းမှုတွေကိုတရားရုံးတွေကဆက်လက်ပိတ်ပင်ထားနိုင်တော့တယ်လို့ပြောပါတယ်။အမေရိကန်မှာ TPS ရရှိထားတဲ့မြန်မာနိုင်ငံသားတွေအတွက်တော့ဒီဆုံးဖြတ်ချက်ဟာအခုချက်ချင်းပြည်နှင်ဒဏ်ပေးခံရပြီဆိုတဲ့အဓိပ္ပာယ်မဟုတ်ဒီပဲ TPS အကာအကွယ်ရုပ်သိမ်းရေးအတွက်အစိုးရဘက်ကဆက်လက်လုပ်ဆောင်နိုင်မဲ့လမ်းပုံမပွင့်လာတာဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်မှာ TPS နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ကိုယ့်ရဲ့ TPS တက်တန်းအလုပ်လုပ်ခွင့်နဲ့လိုဝင်မှုကြီးကြပ်ရေးဆိုင်ရာအခြေအနေတွေကိုတီချာစွာစောင့်ကြည့်ထားဖို့အရေးကြီးပါတယ်။ဒီသတင်းဟာအမေရိကန်ရောက်မြန်မာနိုင်ငံသားထောင်ပေါင်းများစွာရဲ့နေထိုင်ခွင့်နဲ့အနာဂတ်ကိုတိုက်ရိုက်တက်ရောက်နိုင်တဲ့သတင်းဖြစ်တာကြောင့်ဆက်လက်ထွက်ပေါ်လာမဲ့အမေရိကန်အစိုးရရဲ့ကြီးညာချက်တွေနဲ့တရားရုံးဆုံးဖြတ်ချက်တွေကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပေးရေးအာဆီယံဥက္ကဋ္ဌတောင်းဆိုချက်ကိုစစ်ကောင်စီပယ်ချက်ဒေါ်အောင်ဆန်းစုကြည်ကိုချွတ်ယွင်းချက်မရှိပြန်လွှတ်ပေးဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကတောင်းဆိုလိုက်တဲ့အပေါ်စစ်ကောင်စီဘက်ကပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။မြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အတစ်ထပ်မံခတ်အပ်ဖို့မလိုအပ်တော့ဘူးလို့လည်းစစ်ကောင်စီနိုင်ငံရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနဟာဩဂုတ်လ10ရက်နေ့မှာထုတ်ပြန်တဲ့ကြီးညာချက်အတွေ့အခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။အဓိကအကြောင်းရင်းကတော့ဩဂုတ်လ9ရက်နေ့မှာအာဆီယံအလှည့်ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကထုတ်ပြန်ခဲ့တဲ့ကြီးညာချက်ဖြစ်ပါတယ်။အဲ့ဒီကြီးညာချက်မှာအာဆီယံဥက္ကဋ္ဌမြန်မာနိုင်ငံအတွေ့ထင်းတင်းခံထားရသူတွေကိုတွေ့ဆုံခွင့်ပုံမပေးဖို့နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုရှင်းရင်းချက်မရှိအပိအဝပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။ဒါအပြင်အာဆီယံဥက္ကဋ္ဌကဩဂုတ်လ3ရက်နေ့မှာဒေါ်အောင်ဆန်းစုကြည်နဲ့အပြည်ပြည်ဆိုင်ရာကြက်ချီနီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနီကိုယ်စားလှယ်အာနာဒေဘတ်စ်တို့တွေ့ဆုံခွင့်ရခဲ့တာကိုလည်းအပြုတ်သဘောဆောင်တဲ့တိုးတက်မှုတစ်ခုအဖြစ်အတိအမှတ်ပြုထားပါတယ်။ဒါပေမဲ့အာဆီယံဥက္ကဋ္ဌရဲ့အခုလိုတောင်းဆိုချက်တွေဟာနိုင်ငံတနိုင်ငံရဲ့တရားစီရင်ခြင်းနဲ့ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေအပေါ်တက်ရောက်မှုရှိနိုင်တာကြောင့်စစ်ပြတ်မိတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဒေါ်အောင်ဆန်းစုကြည်ဟာရွေးကောက်ပွဲမဲမတမာမှုအကတိလိုက်စားမှုနဲ့မာယွင်းတဲ့စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီးတရားရုံးကပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ထားတာကြောင့်ဥပဒေအရအရေးယူထားတာလို့ဆိုပါတယ်။ဒါအပြင်လူသားချင်းစာနာထောက်ထားမှုအရပိဒံတွေရှော့ပေါ့ပြီးထားပြီးမဲ့ချွတ်ယွင်းချက်မရှိပြန်လွတ်ပြီးကြီးကတော့တည်ဆဲဥပဒေနဲ့အငြိတာဆောင်ရွက်နိုင်မယ်လို့စစ်ကောင်စီကပြောပါတယ်။အာဆီယံအထူးကိုယ်စားလှယ်မလိုအပ်တော့ဘူးလို့စစ်ကောင်စီပြော
ဒီတည်င်းရဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့မြန်မာအရေးအတွက်အာဆီယံဥက္ကဋ္ဌခတ်အပ်ထားတဲ့အထူးကိုယ်စားလှယ်ရာထိုးနဲ့ပတ်သက်တဲ့စစ်ကောင်စီရဲ့သဘောထားဖြစ်ပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့9နှစ်အတွင်းအာဆီယံအလှည့်ဥက္ကဋ္ဌတွေရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွေနဲ့အသက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်လက်ရှိအထူးကိုယ်စားလှယ်နဲ့လည်းဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကနေပေါ်လာတဲ့အစိုးရကတာဝန်ယူဆောင်ရွက်နေပြီဖြစ်တဲ့အတွက်နောက်မှာအာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အတစ်ထမှန်ခတ်အပ်ဖို့နဲ့အဲ့ဒီအခန်းကဏ္ဍကိုဆက်လက်ထားရှိဖို့မလိုအပ်တော့ဘူးလို့စစ်ကောင်စီကဆိုပါတယ်စစ်ကောင်စီကအာဆီယံအနေနဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အချုပ်အခြာအာဏာဒန်းတူညီမျှနဲ့ပြည်တွင်းရေးမဆွတ်ဖက်ရေးဆိုတဲ့အာဆီယံပြည်ငင်ခြေကမှုတွေကိုလေးစားလိုက်နာတည်တယ်လို့ပြောပါတယ်အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကိုဖိအားပြီးတာဒါမှမဟုတ်ဝင်ရောက်ဆွတ်ဖက်တယ်လို့ဖြစ်စီနိုင်တဲ့လုပ်ရက်တွေကိုလည်းရှောင်တည်တယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းမြန်မာနိုင်ငံအပေါ်အပြုတ်တဘောမဆောင်တဲ့ခွဲခြားချက်ဆံမှုရှိလာရင်ကိစ္စတစ်ခုချင်းစီအလိုက်လိုအပ်တယ်လို့တုံ့ပြန်သွားမယ်လို့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်အမျိုးသားအကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကိုအခြေခံပြီးမြန်မာနိုင်ငံဖက်ကကိုယ်ပိုင်နယ်လားနဲ့အာဆီယံနဲ့ဆက်ဆံရေးကိုဆက်လက်တိုးတက်အောင်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်အခုလိုစစ်ကောင်စီဖက်ကတုံ့ပြန်လိုက်တာကြောင့်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့မြန်မာအရေးအပေါ်အာဆီယံရဲ့ဖိအားပေးမှုတွေဟာစစ်ဆက်ဘလို့ပြောင်းလဲလာမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်မော်လမြိုင်လီစစ်ကိုမှုတုံတို့ဆွေးပြောင်းမီဟုဆိုပြီးမီအေက3285ကျော်တင်းယူရန်စစ်ကောင်စီကြီးညာမွန်ပြည်နယ်မှာအကြီးစားလေရင်ကွင်းစီမံကိန်းတစ်ခုစတင်ဖို့စစ်ကောင်စီဖက်ကမီအေက3000ကျော်တင်းယူမဲ့အစီအစဉ်ကိုထုတ်ပြန်ကြီးညာလိုက်ပါတယ်မော်လမြိုင်လီစစ်ကိုမှုတုံမြို့နယ်ဖက်ကိုပြောင်းရွှေ့ပြီးနိုင်ငံတကာအစစ်မီအပီပီဆိုင်ရာလေရင်ကွင်းအတစ်နဲ့လေရင်ပီလန်တည်ဆောက်မယ်လို့မှုတုံမြို့အတွေးကမြေဧကစုစုပေါင်း3285ပွိုက်30တဧကကိုတင်းယူသွားမယ်လို့ကြီးညာထားတာဖြစ်ပါတယ်ဒီကြီးညာချက်ကိုစစ်ကောင်စီရဲ့ပြည်ထရေးဝန်ကြီးဌာနကအမိကြောင်ယာစာအမှတ်429 2026နဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီးကြီးညာချက်မှာမီတင်းယူမှု1894ခုနှစ်မီတင်းဥပဒေပုံမှန်လေးပုံမှန်ခွဲတစ်အရာအများပြည်သူအကျိုးဟာတင်းယူမယ်လို့ဖော်ပြထားပါတယ်တင်းယူမဲ့မီတွေကိုပို့ဆောင်ရေးနဲ့စစ်တွေရေးဝန်ကြီးဌာနလက်အောက်ကလေကြောင်းပို့ဆောင်ရေးဝန်ကြားမှုဦးစီးဌာနကအကောင်အထည်ပေါ်မဲ့စီမံကိန်းအတွက်အသုံးပြုသွားမယ်လို့ဆိုပါတယ်စီမံကိန်းထဲမှာနိုင်ငံတကာအစစ်မီအပီပီဆိုင်ရာလေရင်ကွင်းအတစ်လေရင်ပီလန်အတစ်နဲ့လေရင်ကွင်းအဝင်လန်းတည်ဆောက်ရေးတွေပါဝင်မှာဖြစ်ပါတယ်ဘယ်နေရာတွေကိုမီတွေတင်းမလဲမီတင်းယူမဲ့နေရာတွေဟာမှုတုံမြို့နယ်အတွေကကြီးရွာအုပ်စု9ခုဖြစ်ပါတယ်တောကူကြီးရွာအုပ်စုကနေ9.80ခွန်ဧကကြိုက်ကျွဲကြီးရွာအုပ်စုကနေ16.48ဧကညံကုန်းကြီးရွာအုပ်စုကနေ15.99ဧကဘေးရန်ကြီးရွာအုပ်စုကနေ3.29ဧကနဲ့ဝတ်တဲကြီးရွာအုပ်စုကနေအများဆုံးဖြစ်တဲ့3244.88ဧကသိမ်းယူသွားမယ်လို့ကြီးညာထားပါတယ်အဲ့ဒီအတွက်စုစုပေါင်းကြီးရွာအုပ်စု9ခုမြေကွက်ကွင်း14ကွင်းနဲ့ဥပိုင်490တခုပါဝင်ပြီးမြေဧရိယာ3285.30တဧကရှိပါတယ်
ဘာကြောင့်မော်လမြိုင်လေစစ်ကိုပြောင်းမလဲလက်ရှိမော်လမြိုင်လေစစ်ကမြုပ်နဲ့နီးကပ်နေတဲ့အပြင်တက္ကသိုလ်နဲ့လည်းနီးကပ်နေတာကြောင့်လေစစ်ကိုအနာဂတ်မှာတူးချက်ဖို့အခက်ခဲတွေ့ရှိနိုင်တယ်လို့စစ်ကောင်စီဘက်ကဆိုပါတယ်အထူးသဖြင့်လေရင်ပီးလန်းကိုထပ်မံတူးချက်ဖို့ကတ်သက်ချက်တွေရှိတယ်လို့ပုံမတူးချက်ပြီးဆွဲဖို့အခက်ခဲရှိနိုင်တာကြောင့်လေစစ်ကိုနေရာအသစ်မှာပြောင်းရွှေ့စီစဉ်တာလို့သိရပါတယ်လေစစ်အသစ်မှာဘာတွေလုပ်မလဲစီမံကိန်းပြီးစီးသွားရင်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်ပြီးပြည်တွင်းလေကြောင်းလိုင်းတွေအသုံးပြုနေတဲ့လေယာဉ်အမျိုးအစားအားလုံးစင်းတက်နိုင်တဲ့အစစ်မီလေယာဉ်တစ်ခုဖြစ်လာစေဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်မော်လမြိုင်လေစစ်ခါလဲတမိုင်းကျောင်းရှိတဲ့လေစစ်တစ်ခုဖြစ်ပါတယ်1940ခုနှစ်မှာအင်္ဂလိပ်အစိုးရကတည်ဆောက်ခဲ့တာဖြစ်ပြီးဒုတိယကမ္ဘာစစ်ကာလတွင်ဗြိတိရှတော်ဝင်လေစစ်ကွင်းအဖြစ်အသုံးပြုခဲ့ပိုးပါတယ်အခုတော့မော်လမြိုင်လေစစ်ကိုမုဒုံမြို့နယ်ဖက်ပြောင်းရွှေ့ပြီးလေစစ်အသစ်တည်ဆောက်မဲ့စီမံကိန်းကိုစတင်အကောင်အထည်ဖော်ဖို့မီတင်းယူမဲ့အစီအစဉ်ကိုတရားဝင်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်ဒီစီမံကိန်းကြောင့်မီဧက3285ကျော်ပါဝင်လာတာဖြစ်တဲ့အတွက်ဒေသခံတွေရဲ့မီယာပိုင်ခွင့်နဲ့နှစ်နာကြီးဆိုင်ရာအခြေအနေတွေကိုလည်းဆက်လက်စောင့်ကြည့်ဖို့လိုပါတယ်လို့စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကျွန်တော်တို့တွေ့ရှိရပါတယ်။ယနေ့အတွက်တည်င်းအစီအစဉ်ကိုအင်းနီယာတွေအဆုံးသတ်လိုက်ပါတယ်။တချင်းထမ်းတည်င်းအစီအစဉ်ကိုအားပေးနာဆင်ကြတဲ့ပရိသတ်များအားလုံးကိုထိုးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တည်င်းများနဲ့ပြန်လည်ဆုံတွေ့ကြမယ်